အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောမှာတော့ကျွန်တော်ခီးတော်နဲ့ short trip လေးအကြောင်းရင်းကျွန်တော်ရက်ခွေပေါ့နော်ဒီဆောင်းလေးမှာကျွန်တော်ဒီရှမ်းပြည်နယ်တောင်ကြီးပတ်ဝန်းကျင်မှာ17လပိုင်း12လပိုင်း1လပိုင်း2လပိုင်းအထိကကျွန်တော်ရှုခင်းနေအရန်လာတယ်9နှစ်လောက်ကလုပ်ခဲ့တဲ့ပုံစံလေး project လေးတစ်ခုကိုကျွန်တော်ပြန်ပြီးတော့မှပြန်နေအစပြိုးတာပါဆိုင်ငယ်စီးရှင်တဲ့လူတွေပေါ့နော်ဆိုင်ငယ်စီးရှင်တဲ့မိတ်ဆွေတွေအတွက်ကျွန်တော် short trip လေးနဲ့ဒီရက်ကူကြီးပါအပါပေါ့နော်အဲ့တော့သွားမဲ့လမ်းကြောင်းတွေကကျွန်တော်ကဒီပတ်ဝန်းကျင်မှာအများကြီးရှိတယ်ခုချိန်ဆိုရင်အရင်လာတယ်ပေါ့နော်ဒီ site ခင်းလေးနဲ့ site ခင်းအလားပါနဲ့တင်ပြနေရှိတဲ့နေရာလေးနဲ့ပြီးရင်အခု share ဘန်းတွေပွင့်နေပြီအဲ့လိုလာပါတဲ့လမ်းကြောင်းတွေနဲ့ကျွန်တော်နဲ့တူဆိုင်ရစီရှင်နေဆိုရင်ဝက်ခဲမှာရက်ကူရေးပါမယ်နေ့ချင်းပြန်ခီးရှိလို့ညအေးခီးစင်လည်းရှိတယ်ကျွန်တော်ကမ်ပင်းဆိုင်ပေါ့နော်အဲစိတ်ဝင်စားရင်ကျွန်တော်9ဦးကနေ10ဦးထိလက်ခံတယ်အဲ့တော့ကျွန်တော်တော်တဲ့ trade လေးကျွန်တော်အခုဒီမှာပြထားတယ်ကျွန်တော်တွားခဲ့တဲ့ short trip တွေပေါ့နော်ဆိုင်တွေနဲ့တွားခဲ့တယ်အဲ့လိုညာအဲ့ခက်ခဲတဲ့နေရာတွေရှိလို့အဲ့လိုကျွန်တော်ဆိုင်ငယ်နဲ့တွားတာဖြစ်တဲ့အတွက်တကယ်လေကျွန်တော်ဒါစိတ်ဝင်စားပြီးတော့မှလို့ပြောမယ်ဒူဗီတာမင်ခံနိုင်မှရမယ်ကျန်းတန်းခံနိုင်မှရမယ်ဘာလို့လဲဆိုနူးလို့မရကျွန်တော်မှတဲ့လမ်းကျန်းတွားတဲ့နေရာမျိုးလည်းရှိမယ်ညာအေးတဲ့ချိန်နဲ့အခက်အခဲလေးရှိမယ်စားတော့ဖြစ်တယ်လို့စားနိုင်တဲ့လူတွေပေါ့နော်ဖြစ်တယ်လို့အိမ်နိုင်တဲ့လူတွေဘာလို့လဲဆိုကျွန်တော်တို့ကအတန်းကြားဒီခီးစဉ်တွားရဖြစ်တဲ့အတွက်ရှုံရှုံမွေးတော့ရှိမှာမဟုတ်ဘူးအဲ့ဒါလေးတစ်ခုကြိုပြောတာပါဒီခီးလမ်းကျန်းရင်လည်းကျန်းမယ်ဥမာဆိုင်ကရဲ့ပြဿနာမဖြစ်အောင်ကျွန်တော်ကအကျိုးတင်စီစဉ်ရတဲ့ဟာလေးရှိတယ်